နမောတတဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဇာတာပတိသားသမီးတွေအတွက်တပတ်စာကံကြမ္မာအခြေအနေကိုဖဲပေတင်ကိုအသုံးပြုပြီးဆီယာမရွှေလုံးကဟောကြားပေးသွားမှာပဲဖြစ်ပါတယ်ဇာတာပတိသားသမီးတွေကတော့အခက်ခဲကြားကနေအောင်မြင်မဲ့သူတွေပဲဖြစ်ပါတယ်အခုတပတ်တွင်းမှာသွားကျင်တဲ့ခီးကိုသွားကြတာမျိုးခရီးသွားဖို့အတွက်အကူအညီအဆောက်အအုံကောင်းများရရှိတာမျိုးတွေရှိနိုင်ပါတယ်။အခက်ခဲဘလောက်ပဲရှိရှိကိုရည်ရွယ်ထားတာတွေအောင်မြင်သွားပါလိမ့်မယ်။အခြေအိမ်အောင်ရေးအနေနဲ့ကတော့ X ကိုပြန်လာဖို့စောင့်မျှော်နေသူများဖို့ကတော့ဒီတစ်ပတ်တွင်ပြန်လာဖို့မရှိသေးပါဘူး။မင်းမဟုတ်တဲ့တခြားတယောက်နဲ့ပျော်ရွှင်နေပြီဆိုတဲ့သတင်းကိုလည်းကြားရပါလိမ့်မယ်။အချစ်ဟောင်းကိုမေးဖို့ခက်နေတဲ့သူများဖို့တော့အခုတစ်ပတ်ကကိုယ့်အတွက်မပျော်ရွှင်ရဆုံးကာလတွေဖြစ်နေပါလိမ့်မယ်။အိမ်အောင်ရှင်များဖို့ကတော့အိမ်အောင်ဦးစီးကငွေရေးကြေးရေးအဆင်ပြေနေရမျိုးတွေကြုံရတတ်ပေမဲ့အငယ်နှောင်းကိစ္စများမကင်းဖြစ်နေပါလိမ့်မယ်။တာသမီရဖို့မျှော်လင့်နေတဲ့သူတွေအတွက်ကတော့ဒီတစ်ပတ်တွင်ကမဖြစ်နိုင်သေးဘူးလို့ပြောချင်ပါတယ်။အလုတ်စီးပွားရေးအနေနဲ့ကတော့အလုတ်ထဲမှာအသက်ကြီးတဲ့အမျိုးသမီးတဦးဦးရဲ့ချွန်နှုံးလှုပ်ခြင်းကိုကြုံရတတ်ပါတယ်။ကိုယုံကြည်မှုအနှဲငယ်ပျောက်ဆုံးနေတယ်လို့ဖြစ်နေတတ်ပါတယ်။အရာအလုံးအဆင်ပြေသွားမယ်လို့တွေးပြီးတော့အိပ်ရေးဝဝအိပ်လိုက်ပါ။အလုံးမှာဖြစ်နေတဲ့အခက်အခဲတွေပြည်လဲခြင်းနဲ့ဆိုရင်တော့ကိုယုံကြည်မှုပျောက်နေတာတွေကိုအရင်ဆုံးဖြေရှင်းပါလို့မှာချင်ပါတယ်။ကျမရေးအနေနဲ့ကတော့လေနဲ့ပတ်သက်တဲ့ယောဂဝေဒနာတွေကိုသတိထားပါ။ဘိုက်အောင်တာအစာမကြေတာလေနာတာမျိုးတွေဖြစ်နိုင်တာမို့လို့ဆေးကိုလည်းကြိုပြီးစောင့်ထားဖို့မှာချင်ပါတယ်။ချောင်းဆိုးတာအေးမိတာမျိုးလဲရန်ဖန်ရန်ကာဖြစ်နိုင်တာမို့လို့ဂီယူဆိုင်ဖို့မှာချင်ပါတယ်။ပညာရေးနိုင်ငံခြားကအခြေအနေနဲ့ကတော့တပတ်တွင်နိုင်ငံခြားကိုအလုံးနဲ့ဖြစ်ကြောင်းတက်ဖို့ပဲဖြစ်ပြင်ဆင်နေကြသူများကအစပိုင်းမှာအခက်အခဲများရှိပေမဲ့အမျိုးသားတဦးဦးရဲ့ကူညီမှုကြောင့်မိမိရဲ့ရည်ရွယ်ချက်တွေအောင်မြင်မဲ့ကာလဖြစ်နိုင်ပါတယ်။ဇာတာပရိသတ်သမီးတွေအတွက်ကံကြိုးပြီးမဲ့ကိန်းဂဏန်းများကတော့9 5 6တို့ပဲဖြစ်ပါတယ်။ကံကောင်းစီတဲ့အယောင်တွေကတော့အစိမ်းနုရောင်အနီရောင်ပန်းရောင်လိုပဲဖြစ်ပါတယ်။ဒီတစ်ပတ်အတွက်ပြုလုပ်ရမယ့်ရေတရားကတော့ပွားရင်လာရင်တိရစ္ဆာန်လေးများကိုအစာကျွေးပြီးကုသိုလ်ပြုပေးပါ။ဇာတာပရိသားသမီးများအပါအဝင်9ရက်သားသမီးများအပေါင်းစိတ်ချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေလို့ဆီယာမရွှေလုံးကဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်။